ခရေကနေပြီးတော့ပြောခဲ့တယ်လျှို့ဝှက်တက်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီဘာမှပြောလေကျွန်မပြန်ကြည့်တဲ့အခါမှာဟေရှာခန်းကြီး29မှာပြောထားတယ်ဟေရှာနဂရီကျန်ခန်းကြီး29အငယ်1နှစ် hypocrite ဖြစ်မယ်ဆိုရင်ကောင်းကြီးထက်တရားစီရင်ခြင်းလာတာဖြစ်တယ်အဲ့တော့အရေလမြို့ကယေရုရှလင်မြို့ကိုပြောတာဖြစ်တယ်တနည်းအားဖြင့်အဲ့ဒီမြို့ကပွဲတွေအများကြီးလုပ်တယ်ဘုရားကိုရစ်ပူဇော်တဲ့ပွဲတွေဘုရားသခင်ကိုလာပြီးတော့သူတို့ရဲ့ဘိုင်းဆိုင်နဲ့သိုးတွေနွားတွေဥစ္စာတွေပူဇော်သက်ကားတွေယူလာပြီးတော့သူတို့ဟာရစ်ပူဇော်ကြတယ်ပွဲတွေလုပ်ကြတယ်ဘုရားရဲ့ရှေ့မှောက်မှာချီးမွမ်းကြတယ်ဘုရားကိုလာပြီးတော့ကိုးကွယ်ကြတယ်ဆုတောင်းကြတယ်ဒီအရေလမြို့ကိုဖခင်ကအဲ့လိုလာလို့လို့တဲ့တင်းတို့ကိုငါကောင်းကြီးပေးမယ်လို့မပြောဘဲနဲ့တင်းတို့ငါစင်းရင်းစေမယ်တဲ့ဘာဖြစ်လို့လဲဝဲတွေထက်ထက်လုပ်တယ်တစ်နှစ်ပြီးတစ်နှစ်လုပ်တယ်အမြဲတမ်းလုပ်တယ်ကောင်းတာတွေလုပ်နေရပဲဘာကြောင့်မို့လို့ဖခင်ကအဲ့ဒါကိုမကျေနပ်တာလဲဘာကြောင့်မို့လို့ဖခင်သခင်ကဒါကိုလက်မခံတာလဲစိတ်ဝင်စားစရာကောင်းတယ်နော်မိတ်ဆွေဖခင်သခင်ကကျမတို့လုပ်တာပဲစိတ်ဝင်စားတာမဟုတ်ကျမတို့ဘလို့နှလုံးသားနဲ့လုပ်တယ်လေဆိုတာလေဖခင်စိတ်ဝင်စားတယ်ဘလို့လုပ်လဲဆိုတာလေဖခင်စိတ်ဝင်စားတယ်လုပ်ရင်ပြီးရောလုပ်တာတွေကိုလက်ခံတဲ့ဖခင်သခင်မဟုတ်အဲ့ဒီအတိုင်းအလျောက်ပြန်ပြီးတော့အကျိုးအမြတ်ကိုခံစားရမှာဖြစ်တယ်ရှိအဲ့တော့ဘာကြောင့်မို့လို့လဲကျမတို့ဆက်ပြီးတော့ကြည့်ရဲ့အခါမှာဟေရှာခန်းကြီး29အငယ်73မှာအဖြစ်ကိုကျမတို့တွေ့ဘာကြောင့်မို့လို့ဖခင်သူတို့ရဲ့ပွဲတွေမနှစ်သက်တာလဲသူတို့ရဲ့ရစ်တွေဘာလို့ဖခင်မနှစ်သက်တာဘာကြောင့်မို့သူတို့ချီးမွမ်းခြင်းတွေသူတို့ရဲ့ဆုတောင်းခြင်းတွေဖခင်မနှစ်သက်တာလဲအငယ်73-76ကြည့်အောင်ထာဝရဘုရားကလည်းဤလူမျိုးသည်နှုတ်နှင့်ငါ့ကိုချင်းကပ်၍နှကန်းနဲ့ငါ့ကိုယိုသေးကြ၏ဒါခုနကတော့ငါမာကုခန်းကြီး9မှာယေရှုကောက်နှုတ်ခဲ့တဲ့ကျမ်းပိုက်ဖြစ်တယ်အဲ့တော့ဒီလူမျိုးရဲ့ရစ်ကိုဘာလို့ဖះမကြိုက်လဲဒီလူမျိုးရဲ့ကိုးကွယ်ခြင်းကိုဖះဘာလို့မကြိုက်လဲသူတို့ဟာတဲ့ဖះသခင်စီကိုနှုတ်နဲ့ပဲချင်းကပ်တယ်နှုတ်ခမ်းနဲ့ပဲချင်းကပ်ပေးမယ်တဲ့နှလုံးသားကဖះသခင်နဲ့ဝေးနေတယ်သတိထားပါဖះသခင်ကကျမတို့ဘာလုပ်လဲဆိုတာပဲကြည့်ရမှာဟုတ်ကျမတို့နှလုံးသားထဲမှာဘာရှိလဲဆိုတော့ဖះသခင်စိတ်ဝင်စားတယ် Don't be a hypocrite သူတို့ရဲ့ကိုးကွယ်ခြင်းသူတို့ရဲ့ချီးမွမ်းခြင်းတွေကဖះရဲ့ရှေ့မှာ empty ပဲအနတ္တပဲအတန်တွေတော့စူညံနေပေမဲ့သူတို့ရဲ့ပေးကမ်းခြင်းတွေရောက်လာပေမဲ့နှလုံးသားမရောက်လာသူတို့ရဲ့ဆူတောင်းတန်တွေရောက်လာပေမဲ့အတန်တော့ပါလာတယ်ဒါပေမဲ့နှလုံးသားကဖះနဲ့အဝေးမှဖြစ်တယ်ကျမ်းစာဖတ်ပေမဲ့မလိုက်နာအောင်ဆူတောင်းပေမဲ့စကားနားမထောင်တခြင်းဆိုပေမဲ့မနှိမ်ချဘေးကမ်းပေမဲ့ခွင့်မလွတ်ဘူးပြောတာတော့ကောင်းတယ်ဆိုနေတဲ့တခြင်းတွေကောင်းတယ်လုံနေတဲ့အလုပ်ဖះเจ้าလာတယ်ကောင်းတယ်ဒါပေမဲ့နှလုံးသားထဲမှာကဖះနဲ့ဝေးနေတယ်အဲ့ဒါကိုဖះသခင်ကလျှို့ဝှက်တတ်တဲ့လူတွေလို့ခေါ်တယ်ဖះသခင်အဲ့ဒါကိုမကျေနပ်အဲ့ဒါကိုဖះသခင်ကလက်မခံလူတို့စီရင်သောပညတ်တို့ကိုအမိပြု၍ငါ့ကိုကြောက်ရွံ့ကြ၏ကြည့်အဲ့သူတို့ကဖះသခင်ကိုကြောက်ရွံ့မဲ့အစားလူကိုပို့ပြီးတော့ကြောက်ရွံ့ငါတို့ဖះเจ้าမတော်ရင်လူတွေငါတို့ကိုဘာပြောမလဲငါတို့ကိုဘာသာရေးကင်းမဲ့တဲ့သူဖះကိုမချစ်တဲ့လူလို့ပြောကြမယ်ငါတို့အဲ့တော့ငါတို့ကြောက်လို့ငါတို့လုပ်ရမယ်ဖះသခင်ကိုအရင်ကြောက်တာမဟုတ်လူကိုအရင်ကြောက်တာလူတွေငါ့ကိုဘလို့ထင်မလဲလူတွေငါ့ကိုဘလို့မြင်မလဲအဲ့ဒီတွေးနေပဲသွားလို့မရအောင်မိတ်ဆွေလူချို့တွေကသူတို့ဘဝမှာလုံနေတာတွေကဖះကိုကြောက်ပြီးဖះစကားနားထောင်ပြီးလုပ်တာမဟုတ်ဖះသိတယ်သူလုပ်တာတော့ကောင်းတယ်ဒါပေမဲ့ဖះကိုကြောက်ပြီးလုပ်နေတာမဟုတ်လူတွေဘာပြောမလဲဆိုတော့ကြောက်ပြီးလုပ်နေတာလူတွေဘလို့မြင်မလဲလူတွေရဲ့အမြင်မှာကောင်းဖို့ရန်အတွက်ပဲလုပ်နေတာဖះခင်ကျမတို့အဲ့လိုမဖြစ်စေချင်သူကကျမတို့ရဲ့နံပါတ်1ဦးစားပေးတဲ့သူဖြစ်ရမယ်ကျမတို့နာခံတဲ့သူဖြစ်ရမယ်ကျမတို့ကြောက်ရွံ့တဲ့သူဖြစ်ရမယ်ဖះခင်အဲ့ဒီနေရာမှာရှိပါသလားတင်ဘွားရဲ့အာရန်ကဖះစကားထက်မယားစကားကိုသွားပြီးနားထောင်မိမပြောဒီသီးကိုရှင်မစားဘူးဆိုရင်ကျမတယောက်တည်းစားရတာကျမတယောက်တည်းရှင်ကလှုပ်ခိုင်းတာပေါ့ကျမကိုမချစ်ဘူးလားအေးဝါနည်းနည်းပြောလိုက်တာနဲ့အာရန်ကတခါတဲ့ဖះမစားပါနဲ့ဆိုတဲ့အသီးကိုမိမကျွေးလို့စားတယ်တဲ့လူချို့တွေလို့ပဲလှုပ်တော့လှုပ်တယ်ဒါပေမဲ့ဖះလှုပ်ခိုင်းတာမဟုတ်ဖះလှုပ်ခိုင်းတဲ့ຢာနဲ့ဆန့်ကျင်တဲ့ຢာတွေလှုပ်တယ်ဘာဖြစ်လို့လဲတငယ်ချင်းကပြောလို့မိမပြောလို့လူတွေကပြောလို့မိတ်ဆွေလူတွေပြောတဲ့အတိုင်းပဲသင်လို့ရင်အားလုံးကသင်ရှုပ်ထွေးကုန်ကျမခေါင်းဆောင်တယောက်ဖြစ်လာတဲ့အခါကျမသင်ယူမိတဲ့အရာတစ်ခုကအဲ့ဒါဖြစ်တယ်ကျမတို့လူတွေပြောတဲ့အတိုင်းလုပ်လို့မရအောင်ကျမသာလူတွေပြောတဲ့အတိုင်းပဲလုပ်မယ်ဆိုရင်အားလုံးရှုပ်ထွေးကုန်မှာဖြစ်တယ်ဘုရားသခင်ကသူ့ခိုင်းတဲ့အတိုင်းလုပ်မှဘုရားတောင်းဝင်ယူတာဖြစ်တယ်ကျမတို့အခုလုပ်နေတဲ့ ministry တွေလုပ်ငန်းတွေအားလုံးကဘုရားကျေးဇူးတော်ကြောင့်
သွားနိုင်တာဖြစ်တယ်ဖခင်ဂျေဇုတော်ဖခင်ရဲ့ထောက်ပံ့ခြင်းဖခင်ရဲ့ကာကွယ်ပေးခြင်းဖခင်ရဲ့ပို့ဆောင်ပေးခြင်းဖြစ်သွားနိုင်ဒါပေမဲ့ဒါတွေဖခင်ဘာလို့တာဝန်ယူလဲဆိုတော့ကျမတို့သူ့ရဲ့စကားကိုနားထောင်လို့ဖခင်တာဝန်ယူတာဖခင်စကားကိုနားမထောင်ဘူးဖခင်ပြောတာကိုမလုပ်ဘူးဆိုရင်တော့ဖခင်ကျမတို့ကိုပို့ဆောင်ပေးမှာမဟုတ်အဲ့တော့ကျမတို့မှာအများကြီးတာဝန်ရှိတယ်ကျမသိတယ်ဖခင်စကားကိုနားထောင်မှုကျမမှာတာဝန်အများကြီးရှိတယ်မိတ်ဆွေသင်ရဲ့အဓိကအလုပ်ကဖခင်စကားကိုနားထောင်မှုဖြစ်တယ်အဲ့တော့ဒီကျမ်းစာမှာပြောထားလို့မဖြစ်စေနဲ့လူတို့စီရင်သောပညတ်တို့ကိုအမိပြု၍ငါ့ကိုကြောက်ရွံ့ကြလူတွေကဖခင်ကိုကြောက်တယ်ဒါပေမဲ့ဖခင်ကိုကြောက်တာမဟုတ်လူကိုကြောက်တာဒီနေ့ဆက်ပြီးတော့ဘယ်သူမှမကြောက်ပါနဲ့ဖခင်သခင်ကိုကြောက်ပါကျမဘဝမှာဖခင်သခင်ပြောတဲ့စကားကျမရဲ့ဝိညာဉ်ခေါင်းဆောင်ပြောတဲ့စကားကျမနားထောင်ကျန်တဲ့သူကတော့ဖခင်သခင်နဲ့ဖခင်လူနဲ့ရှင်လို့မရအောင်ဖြစ်တယ်ဘယ်သူတွေဘလောက်ပဲခွန်အားကြီးပါစေဘလောက်ပဲအင်အားကြီးပါစေကျမတို့စကားနားထောင်ခိုင်းလို့မရအောင်ဖခင်သခင်နဲ့ဖခင်ခန့်အပ်ထားတဲ့ခေါင်းဆောင်တွေဒီသင်ဘဝမှာမှန်ကန်တဲ့နှလုံးသားရှိရမယ် What is in your heart သင်နှလုံးသားထဲမှာဘာရှိလဲဘသူကိုသင်ကြောက်လဲဘသူစကားကိုသင်နားထောင်ပါလဲဖခင်ပြောတယ်ဒီလူတွေကလှုပ်ဝက်တတ်တဲ့သူတွေဖြစ်တယ်နှုတ်ခမ်းနဲ့ပဲငါစီဘူးလာတယ်ဒါပေမဲ့တကယ်တော့သူတို့နှလုံးသားထဲမှာရှိနေတာငါမဟုတ်ဘူးဖြစ်တယ်အဲ့တော့ကြည့်ဒီမှာ hypocrite တွေရဲ့ပုံစံဘာလဲဆိုတော့ဖျားသခင်ကိုသူတို့ဟာအာမကိုဖျားသခင်ကသူတို့ဘက်မှာမရှိဖျားသခင်ကသူတို့ကိုလှုပ်ပေးတဲ့သူမဟုတ်သူတို့အဲ့လိုပဲခံယူရလူကတော့လာတယ်ဖျားကိုလာကိုးကွယ်နေတယ်ပါဇက်ကတော့ဖျားသခင်ကောင်းမြတ်ပါတယ်လို့ဝန်ခံနေတယ်ဒါပေမဲ့နှလုံးသားထဲမှာကဘသူ့ပဲအားကိုးလဲသူတို့ကိုသူတို့ပဲအားကိုးဖျားကိုမမြင်သူတို့ကိုသူတို့လှည့်စားနေတာဖြစ်တယ်ဘာသာရေးတို့လာလှုပ်တယ်ဒါပေမဲ့တကယ်တမ်းတော့သူတို့ရဲ့အထက်မှာအားကိုးတာကဖျားမဟုတ်သူတို့ကိုသူတို့အားကိုးတာဘသူကငါတို့ကိုမြင်လဲဘသူကငါတို့ကိုသိလဲအိုးကပြန်ပြီးအိုးထိန်သမားကိုပြန်ပြီးတော့တင့်နေရဘာဖြစ်လို့ဒီလိုမလုပ်တာလဲဘာဖြစ်လို့ကျွန်တော်ကကြဒီလိုဖန်ဆင်းထားရတာလဲပြန်ပြီးဖျားကို complain တက်တယ်လူပေါင်းများစွာကကျန်းစာကိုပြန်ပြီး complain တက်တယ်ကျန်းစာကဘာကြောင့်မလို့ဒီလိုပြည့်ညက်ချက်တွေထားရတာလဲဖျားကဘာဖြစ်လို့ဒါတွေမလုပ်ခိုင်းရတာလဲဖျားကဘာကြောင့်မလို့ LGBT ကိုခွင့်မပြုရတာလဲဘုရားသခင်ဘာကြောင့်မို့လို့ကိုဝင်ဖျက်ချခွင့်မပေးရတာဘုရားသခင်ကကျွန်တော်တို့နှစ်သက်တဲ့လောကီအရာတွေကိုဘာလို့လုပ်ခွင့်မပေးရတာလဲအိုးကပြန်ပြီးတော့အိုးထိန်သမားကိုပြန်အပြစ်တင်လျှို့ဝှက်တဲ့သူတို့လျှို့ဝှက်တဲ့သူဆိုတာဘယ်လိုလူတွေလဲဘာသာရေးရတော့ဘုရားစီလာတယ်ဒါပေမဲ့သူတို့ရဲ့နှလုံးသားထဲမှာဘုရားသခင်ကိုယုံကြည်မှုကိုးစားမှုမရှိဘုရားနဲ့ပတ်သက်ပြီးတော့သူတို့မှာအမြဲတမ်းမကောင်းမြင်စိတ်ရှိဘုရားကသူ့ကိုပြောတဲ့အရာအလုံးကကျမတို့ဘဝကောင်းမှုရန်အတွက်ဖြစ်တယ်။ယုံကြည်စိတ်ချဖို့လိုတယ်။ဘုရားသခင်တပါးတွေကိုပဲယုံကြည်စိတ်ချပါ။တင့်ကိုဘုရားသခင်ဘယ်တော့မှမကောင်းတဲ့လမ်းကိုမပြင်ဆင်ပေးဘူး။ तू ကအိုးထိန်သမားဖြစ်တယ်။ तू ကအားလုံးသိ။ तू ကကျမတို့ကိုအကောင်းဆုံးဖန်ဆင်းထားတယ်။ဒီတည့်ရဲ့နှလုံးသားထဲမှာဘုရားသခင်ကိုမေးခွန်းထုတ်တဲ့ဘုရားသခင်ကိုပြန်ပြီးတော့မကောင်းမြင်တဲ့စိတ်တွေဖယ်ဖို့လိုတယ်။အဲ့တော့ကျမတို့ကကျန်းစာကိုကြည့်ပြီးတော့ဘုရားခင်ကငါတို့ပျော်ဖို့အတွက်မစင်စားပေးဘူးဘုရားခင်ကငါတို့ကြိုက်တဲ့အရာတွေကိုကြတော့မကြိုက်ခိုင်းဘူးအဲ့လိုစဉ်းစားဖို့မဟုတ်အခုခေတ်ကတမာတရားနဲ့တမာတရားမဟုတ်တဲ့လိန်ညာခြင်းတွေကိုယ်လွဲတဲ့ဒီသဘောထားတွေစကားတွေတမာတရားနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အရာတွေကအယမ်းကိုလူတိုင်းရဲ့နှလုံးသားထဲမှာပါဇက်ထဲမှာခစားလာကြမ်းတမ်းတဲ့စကားတွေလိန်ညာတဲ့စကားတွေမမှန်တဲ့သတင်းစကားတွေတမန်တရားပြောတဲ့လူကလူထူးလူဆန်းဖြစ်နေတမန်တရားမဟုတ်တဲ့စကားကိုပြောတဲ့လူတွေတမန်တရားမဟုတ်ဖဲနဲ့လူတွေကိုချမှတ်တဲ့ပြည့်ညက်တွေတမန်တရားမဟုတ်ဖဲနဲ့လူတွေကိုလှုပ်ပါလို့ပြောထားတဲ့ຢာတွေပို့ပြီးတော့ခစ်စားနေဒါတွေကပဲအမှန်လို့ဖြစ်လာအမှန်ကတမန်တရားဖြစ်ရမှာအမှန်တရားကတမန်တရားထဲမှာပဲရှိတယ်ဒါပေမဲ့တမန်တရားလုပ်တဲ့လူကလူထူးလူဆန်းဖြစ်ပြီးတော့တမန်တရားမဟုတ်တဲ့ຢာတွေကပုံမှန်ဖြစ်နေအဲ့ဒီမှာသင်ဘေလန်းကိုရွေးမှာလဲကျမတို့ဘေလန်းကိုရွေးမှာလဲအများနောက်ကိုပဲလိုက်ပြီးတော့လူတွေပြောတဲ့စကားနောက်ကိုပဲလိုက်သွားမှာလားလူတွေနှစ်သက်တဲ့အရာကိုပဲလိုက်လုပ်မှာလဲကျမတို့ကတမန်တရားကိုပြောဖို့တော့ဖန်ဆင်းခြင်းခံရတဲ့သူတွေဖြစ်တယ်လူတွေနှစ်သက်သည်ဖြစ်စေမနှစ်သက်သည်ဖြစ်စေ speak only the truth တမန်တရားကိုပဲပြောမယ်ငါတမန်တရားကိုပဲပြောမယ်လျှို့ဝှက်တော်သူမဖြစ်ပါနဲ့လူတွေကြိုက်တဲ့အရာကိုပဲပြောရမှာမဟုတ်လူတွေလက်ခံတဲ့အရာကိုပဲသိပြီးတော့ဖះကိုပြန်ပြီး complain တက်ရမှာမဟုတ်တမန်တရားကိုပြောဖို့ဘုရားခင်ငါ့ကို